တန်ဖိုင်ကြီးက certificate မပေးရင်ရောဖေ။ certificate မပေးမဝင်နဲ့ဘောသူကတကယ် original တန်ကြောင်းမဟုတ်လို့မပေးတာပေါ့မင်္ဂလာပါဖေ။အေးမင်္ဂလာပါ။ဖေဖက်ကကောင်နဲ့ဘလို့တန်ချောင်းမျိုးဖောက်သုံးတင်တယ်ဖေ။ဆက်လက်လောင်းတဲ့အခါမှာဘလို့တန်ကြောင်းအမျိုးအစားကိုသုံးသင့်လဲဆိုတော့မိမိတိဆောက်တဲ့အစာအုပ်ပြန်ကြည့်ရမယ်။မိမိစောက်ထားတဲ့တိဆောက်နေတဲ့အစာအုပ်ဟာရန်ကုန်မြို့တော်စီမံတိုင်းကော်မတီကချမှတ်ထားတဲ့ဆောက်လုပ်ခွင့်ပါမစ်ကြားထားပြီး guideline နဲ့အညီဆောင်ရွက်နေတဲ့ site ဆိုရင်ဆရာတို့ပြောလို့ရတယ်။ဥပမာကျွန်တော်တို့က8ထပ်နဲ့အောက်အစာအုပ်ပေါ့နော်ဒါဆိုတစ်ထပ်ကနေ8ထပ်အထိလွယ်မှတ်လိုက်တစ်ထပ်ကနေ8ထပ်အထိအစာအုပ်တွေမှန်သမျှဒီ HRV 400တန်ကြောင်းသုံးပြရမယ်8ထပ်နဲ့အထက်အစာအုပ်တွေအားလုံးဒီဘယ်နှထပ်ပဲဖြစ်ဖြစ် HRV 500ကိုသုံးပြရဒါကရန်ကုန်မြို့တော်စီမံတိုင်းကော်မတီကချမှတ်ထားတာဟုတ်နော် HRV ဆိုတဲ့သဘောတရား hot rope bar အဲ့ဒါကိုခေါ်တာနော်ဒါတော့ကျွန်တော်တို့တန်ဆိုင်နေမှာခေါ်တာဆိုအလွယ်ခေါ်တာ original တန်ကြောင်းလို့ခေါ်တာဒါနိုင်ငံခြားတင်သွင်းလာတဲ့ဒါတန်ကြောင်းလုံးတွေဖြစ်တယ်ဒါကို original တန်ကြောင်းလို့ခေါ်တာဒါပေမဲ့မြန်မာနိုင်ငံမှာကျတော့များပြားလာတဲ့ quality ရှိဥပမာကျွန်တော်တို့တန်ဆိုင်နေမှာရောင်းတယ်ဘာမှတန်ကြောင်းတွေရှိတယ်နောက်တစ်ခုကကျတော့ export quality ဆိုပြီးတော့မြန်မာနိုင်ငံမှာထုတ်နေတဲ့တန်ကြောင်းတွေရှိတယ်နော်ဒါပေမဲ့စီပင်ကတတ်မှတ်ထားတဲ့စီကံရပြောမှဆိုရင်8ထပ်နဲ့အောက်အစာအုပ်ဆိုရင် HRV 400 8ထပ်နဲ့အထက်ဆိုရင် HRV 500ကိုသုံးရတယ် HRV 400နဲ့ HRV 500ပြည့်မပြည့်ဘယ်လိုသုံးဆွဲရမလဲဆိုတော့စစ်ဆေးလို့ရတဲ့နည်းလမ်းတွေအလွယ်ကူဆုံးပြောပြဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကကိုဝယ်မဲ့တန်ဆိုင်မှာဒီလိုမျိုး certificate တောင်းလို့ရတယ်ဟုတ်လားတောင်းပြီးတော့ HRV 400လား500လား original တန်ကြောင်းမဟုတ်ဘူးသူတို့တင်သွင်းလာတဲ့ဒီ supplier စီမှာဒီ certificate ကိုတောင်းလို့ရတယ် original certificate ကိုတောင်းကြည့်လို့ရတယ်တန်ဖိုင်ကြီးက certificate မပေးရင်ရောဖေ။ certificate မပေးမဝင်နဲ့ဘောသူကတကယ် original တန်ကြောင်းမဟုတ်လို့မပေးတာပေါ့။တကယ် तू ကနေပြီး original တန်ကြောင်းဖြစ်တယ် HRV 400 500တကယ်ဖြစ်နေတယ်ဆို तू ကပေးရမှာ။တကယ်ဝင်တာ तू ကလည်းတကယ်တင်သွင်းလာပြမှာပေါ့ဒီမှာကျွန်တော်တို့တင်သွင်းလာတယ်ကုမ္ပဏီ။ဒါတကယ်ပြမှာပေါ့တကယ်လို့မပြဘူးအဲ့တန်ဆိုင်ဆိုဒါ तू ကမတမာတဲ့နေရာသုံးထားပြီးတော့တန်ကြောင်းရောင်းတာပေါ့။တန်ကြောင်းတွေမှာကျတော့ဆရာတို့ကကျတော့တန်မျိုးစားတွေအများကြီးရှိတယ်ဟုတ်လားမြန်မာနိုင်ငံမှာဆိုတန်မျိုးစားတွေအများကြီးပဲ HRV 500ရှိတယ်400ရှိတယ် export quality ရှိတယ်ဘာမှတန်ကြောင်းရှိတယ်အများကြီးပဲအဲ့ဒါတွေကိုတာမန်လူကဘယ်လိုခွဲနိုင်လဲဆရာတို့လို professional လူတွေတော့မှပဲပြူပြဲပြီးတော့တေချာစစ်နေရတာဒါကြောင့်ဒီ certificate တွေရလာလဲဆရာတို့ကတိတ်ပြီးတော့ secure ဖြစ်တယ်လို့မတွေးနေဘူးလုံခြုံပြီးတော့မတွေးတိတ်မတွေးနေဟုတ်လားဒီတန်ကြောင်းတွေနမူနာ3ပေတန်ကြောင်းတွေယူပြီးတော့မြန်မာနိုင်ငံ engineer ကောင်စီမှာပြန်လဲစစ်ဆေးပြန်လဲစစ်ဆေးပြီးတော့မှထွက်လာတဲ့ result ရသူက HRV 400ဖြစ်တယ် HRV 500ဖြစ်တယ်ဆို result ရမှာဒီတန်ကြောင်းကိုမိမိရဲ့တန်ဖိုးရှိတဲ့အစာအုပ်မှာစိတ်ချလက်ချသုံးဆွဲနေတယ်။ Okay အဲ့ဒါဆိုရင်ဆရာတို့အခုစောနာရှင်းပြထားတဲ့တန်ကြောင်းရဲ့ခွဲခြားပုံနဲ့ပတ်သက် HRV 400နဲ့500နဲ့ကိုဒါအခု certificate တွေနဲ့ရှင်းပြလိုက်တော့နားလည်သွားပြီ။ဒါပေမဲ့ဆရာတို့အခုနော်အမှတ်195မိုးကြီးရှစ်လန်းအပိုင်းလေးမိုးကြီးကတကန်းမျိုးနဲ့မှာတိဆောက်နေတဲ့မြစ်တာတကွန်တာဝါ project လေးကဆရာတို့က foundation မတ် foundation နဲ့သုံးလာတာနှခမ်းတွဲ6တက်တုံမိုးအဆောက်အဦလေးကိုတွားလေ့လာကြမယ်အဲ့လာကြရင်ဘာဖြစ်သွားမလဲဆိုတော့ on ground မှာဆရာတို့ကုမ္ပဏီကနေဘလို့တန်ချောင်းနေထဲထဲသုံးဆွဲနေလေဆရာတို့သုံးဆွဲနေတာ HRV 400လား500လားဆိုမညီနေနဲ့ကိုခွဲပြပါသိသွားလိမ့်မယ်အဲ့တော့ project ကိုအတူတူကတွားရောက်လေ့လာရအောင် Okay let's go ဆက်လက်လောင်းတာဘလို့တန်မျိုးသားသုံးသင့်လဲဆိုတော့အခုကဒါဆရာတို့ရောက်နေတာအခုကတကုန်းဆောက်လေကုမ္ပဏီကနေစောက်နေတဲ့မြစ်တာတကွန်တာဝါပေါ့နော်ဒါအမှတ်185ရှစ်လန်းပိုင်းလေးအမိုးကြီးကတကန်းမျိုးနဲ့မှာတည်ရှိနေတဲ့6ထပ်ပင်ရူနဲ့အစာအုပ်ကိုစောက်နေတာပေစိတ်ပင်90ဆိုတော့မှာရှိတယ်အစာအုပ်ကိုစောက်နေတာအခုဆရာတို့ကဒီဆိုင်မှာတုံးတဲ့တန်ကြောင်းမျိုးစားတော့ဒီပြောရမယ်ဆိုတော့ရန်ကုန်မြို့တော်စီပီတိုင်းကော်မတီကချမှတ်ထားတဲ့ guideline တိုင်းသွားနေတာပေါ့နော် guideline တိုင်းသွားနေတာဆိုအခုကဘယ်လိုမျိုးလဲဆိုတော့8ထပ်နဲ့အောက်အစာအုပ်ဆိုရင် CPN တွေခွင့်ပြုထားတာ HRV 400တန်ကြောင်းသုံးရမယ်ဟုတ်လား8ထပ်နဲ့အထက်ဆိုရင် HRV 500တန်ကြောင်းသုံးရမယ်ဆရာတို့ကအခုက6ထပ်ဖြစ်တဲ့အတွက်နှခမ်းတွန်း6ထပ် story ဖြစ်တဲ့အတွက်ဆရာတို့ HRV 400ကိုသုံးထားတယ်ကဲလား HRV 400ကဘယ်လိုတန်ကြောင်းမျိုးစားလဲဆိုတော့ပြမလားနော်ဒါဆိုရင်ဆရာတို့ကဒါဘင်းလိုင်းဟုတ်တယ်နော်ဒါဘင်းလိုင်းအဲ့ဘင်းလိုင်းတွေမှာမမဒီမှာကြည့်ကြည့်လိုက်သူ့ရဲ့မာကာလေးတွေပါဒီမှာဟုတ်လားသူ့ရဲ့မာကာလေးတွေပါတွေ့လားမြင်ရလားဘားကုတ်လေး right အဲဒီမှာလေးတွေရှိဟုတ်လားဒီမှာဘားကုတ်လေးဟုတ်လားဒါဆိုရင်ဒီဆက်လက်ဆိုရင်ကြည့်ကြည့်လိုက်တန်ကြောင်းစကားနှစ်ထပ်တန်ကြောင်းစကားနှစ်ထပ်ဟိုမှာဆိုဒါဘလောက်တုံးနေပြန်ခူးနေဟုတ်လားဒါဆိုဘလောက်တုံးပြန်ပြီးတော့ဒီကောင်ဆိုရင်ဆရာတို့က HRV 400ကိုသုံးထားတယ်အားလုံးက original တန်ကြောင်းတွေပဲ
ဟုတ် ဟုတ်လားညီမအဲ့တန်ချောင်းလေးတွေယူလာချက်ပြဒီမှာဒီလားအနိကပြဒီကနေ့ဒါဆိုရင်ကျွန်တော်တို့က HRV 400တန်ချောင်းသုံးတာဒါဆို HRV 400တန်ချောင်းဆိုရင်သူ့ရဲ့ဒီမှာဘားကုတ်လေးတွေပါဘားကုတ်လေး mark A ပဲပါ ဟုတ်ကဲ့ mark A ပဲညာဒီဟာဆိုရင်သူကဒီမှာပါဒါတွေက original တန်ချောင်းဒါဆိုရင်ကျွန်တော်တို့က China ကနေတင်သွင်းထားတဲ့တန်ချောင်းတွေဖြစ်တယ်နော်ဒါလေးကတန်ချောင်းနောက်တစ်ချောင်းပြမယ်ဒါဆိုရင် HRV 500ဒါဆိုရင် AD ကနေကျွန်တော်တို့တင်သွင်းထားတာ HRV 500တန်ချောင်းနော် HRV 500တန်ချောင်းဆိုသူ့မှာဘားကုတ်တွေပါ ဟုတ်ကဲ့ ဟုတ်လားပြီးနောက်တစ်ချက်ကကျတော့သူ့ဟာနဲ့ပတ်သက်ပြီးတော့ဒီမှာသူ့ဟာနဲ့ပတ်သက်ပြီးထုတ်လုပ်တဲ့ကုမ္ပဏီ ဟုတ် ဒါထုတ်လုပ်တဲ့ကုမ္ပဏီနံပါတ်တွေပါမယ် TMP ပါးတွေဒါဆို20 mm ဟုတ်လားဒီမှာသူဘားကုတ်တွေပါအဲ့လိုမျိုးလေးတွေဒါဆိုရင် origin နိုင်ငံခြားကနေတင်သွင်းတဲ့တန်ချောင်းတွေဒါတော့ကျွန်တော်တို့ရန်ကုန်မှာခေါ်တာ original တန်ချောင်းလို့ခေါ်တာဟုတ်လားဒါဆိုရင်ကျွန်တော်တို့က HRV 400နဲ့500ကိုငန်းကြီးနေနဲ့꿰ရောက်ရမယ်အခုကဆရာတို့ကစောင့်နေတာက HRV 400တန်ချောင်းနဲ့စောင့်နေတာ6တက်2ခန်းတွဲဒါဆိုရင်စီပင်းကသတ်မှတ်ထားတဲ့ rule and regulation တိုင်းသွားတယ်ဒီဆက်လက်ဆိုရင်ဆရာတို့ကဒါ ready made concrete နဲ့လောင်းပါ ready made concrete နဲ့လောင်းပါလားအဲ့ဒါဆိုတော့ဆရာတို့က site made နဲ့မလောင်းမယ် ready made နဲ့လောင်းတယ်ဆိုတာအခုဖြစ်ပြသွားတဲ့ဘန်ကလေးရဲ့ငလီကြီးနဲ့ပတ်သက်ပြီးတော့ဆရာတို့ကဒီ structure ဘိုင်းတွေပုံမခိုင်ခန့်အောင်ပြန်လဲပြုပြင်ပြောင်းလဲလာတာဟုတ်လားဒါဆိုရင်ဆရာတို့ရုံကနေပေါ့ဒါ QA/QC တင်းနေရှိမယ်ဟုတ်လားဒါရုံကနေ internet shit ဒါစစ်နေတဲ့ QA/QC တင်းနေ external ကတော့ဆရာတို့တပ်ပါတီဖြစ်တဲ့ CPN ကနေပြီးတော့စောနာမှာ CPN တာဝန်ရှိတဲ့လူကြီးပြင်းတွေကဒီ slide တွေကို approve ပေးပြီးပါဒီ slide ဆိုဒီနေ့က concrete testing လုပ်မှာအခုဆိုရင်ငါးကြီးမင်းများနဲ့ဘလို့ slide လောင်းတဲ့အခါမှာဘလို့တန်ချောင်းမျိုးစားကိုတောင်းရမလဲဆိုတာအခုလောက်ဆိုနားလေသဘောပေါက်သွားပြီလို့ထင်တယ်ဟုတ်တယ်နော် ဟုတ်ကဲ့ always believe always strong